နေ့မှာကျမဘာနဲ့ပတ်သက်ပြီးမှနော်ကျမနှုတ်ကပတ်တာနင်းငယ်ဝင်ငါသွားခြင်းလဲဆိုရင်ကျမတို့ဖခင်သခင်ကယနေ့ကျမတို့ကိုလာခဲ့တော့တူတဲ့သူနဲ့တူချစေခြင်းတယ်ဟာလေလုယာအာမင်ကျမတို့ဖခင်သခင်ကနော်ဒီကဘာကြီးကိုဖန်ဆင်းတဲ့အခါမှာနော်အလင်းအိမ်တစ်ခုကိုဖန်ဆင်းတယ်နော်ဆိုတာကိုကျမတို့အားလုံးကသိပြီးသားဖြစ်တယ်ဟုတ်တယ်မလားနော်နေ့အချိန်မှာနော်နေကိုဖခင်သခင်ဖန်ဆင်းတယ်ညအတွက်ဆိုပြီးလကိုဖခင်သခင်ကဖန်ဆင်းတယ်ဆိုတော့ကျမတို့တွေ့ရတယ်နော်အဲ့ဒါအားလုံးကတော့ကျွန်တော်တို့သိပြီးသားဖြစ်တယ်နော်ကျွန်တော်တို့အမြဲတမ်းအတုံးပြုနေတာဖြစ်တယ်တင်တခါကတတိမထားမိတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဒါပေမဲ့လည်းဖခင်သခင်ကဒီနေ့ကျွန်တော်တို့ဖခင်သခင်ကနော်လာကေတော့အသက်တာနဲ့တူတဲ့ဘဝကိုအသက်ရှင်စေခြင်းတယ်ဟာလေလုယာအာမင်နေကဘု து ကိုပုံဆောင်လဲဆိုဖခင်သခင်ကိုပုံဆောင်တာဖြစ်တယ်လာကဘု து ကိုပုံဆောင်တာလဲဆိုတင်နဲ့ကျွန်တော်တို့ကိုပုံဆောင်တာဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဆိုဘာဖြစ်လို့ကျွန်မဒီအကြောင်းကိုကျွန်မပြပြသွားခြင်းလဲဆိုရင်ယနေ့ကျွန်မတို့ကျမ်းစာတစ်ပိုက်ကိုကျွန်မဖတ်စေခြင်းတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်မတို့အားလုံးအလွတ်ရပြီးသားကျမ်းစာဖြစ်တယ်နှစ်ကောခန်းကြီး9အငယ်7ခုဖြစ်တယ်ကျွန်မတို့သူကအလွတ်ရတယ်ဆိုဖတ်စေခြင်းတယ်အလွတ်မရအလွတ်ရတယ်ဆိုအလွတ်ဖတ်ပြောစေခြင်းတယ်အလွတ်မရကျွန်မတို့ကြည့်ပြီးမှပြောရအောင်သူကဖတ်အောင်နင်းတော့ခရစ်တော်၌ရှိလေအသစ်ပြုပြင်သောတတော်ဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်တိန်သောအရာတို့အသစ်ဖြစ်ကြပြီနောက်ထပ်အငယ်18ရဲ့ verse 1ကိုဖတ်စေခြင်းတယ်ထိုတို့ဖြစ်တော်ဖျားတခင်တကိုးတော်အားဖြင့်ဖြစ်၏โอเคရပြီဖြစ်တယ်ပေါ့နော်ဒီနေရာမှာဘာတွေ့ဆိုထိုတို့ဖြစ်တော်ဖျားတခင်တကိုးတော်အားဖြင့်ဖြစ်တယ်ဟာလေလုယာအာမင်လူမိတကခရစ်တော်၌ရှိအတစ်ပြုတ်ပြင်တာကျမတို့အသက်တာဟာနေ့တိုင်းမှာအတစ်ပြုတ်ပြင်နေဖို့လိုအပ်တယ်အာမင်ယနေ့ကျွန်တော်တို့အပြင်ပိုင်းဆိုင်မှာကျွန်တော်တို့နေ့တိုင်းမှာအသစ်ပြုပြင်နေဖို့လိုအပ်တယ်။နောက်တစ်ခုကကျွန်တော်တို့ရဲ့အတွေးခေါ်ပိုင်းဆိုင်မှာကျွန်တော်တို့အမြဲတမ်းပြုပြင်နေဖို့လိုအပ်တယ်။ဝိညာဉ်ရေးရမှာလည်းပို့ပြီးနဲ့ဆိုင်တဲ့နယ်ပယ်ကိုတွားနေဖို့လိုအပ်တာဖြစ်တယ်။ဟာလေလုယာအာမင်ဒီထဲမှာမနေ့ကထမင်းအချံနေဒီနေ့ပြန်စားရလို့ရှိလား။ရှိလားဒီဘက်ချက်ရှိနေတယ်ဘယ်တော့အတန်မကြားရရှိလား။ရှိလားထမင်းချံဟင်းချံနေအမြဲပြန်စားတဲ့အဖွဲ့တွေဒီထဲမှာပါလားအိမ်မှာနေရလူနေမှာပေါ့နော်ဟုတ်လားဆိုလိုချင်တဲ့တဘောကယနေ့ကျမတို့ကအမြဲတမ်းမှာအသစ်ကိုအမြဲတမ်းစားဖို့လိုအပ်တယ်အာမင်မနေ့ကတနေ့ကချက်ထားတဲ့သမင်းရေခဲတက်တာမှာထားတဲ့ဟာဟုတ်လားဒီနေ့မှာပြန်ပြီးနှွေးပြီးတင့်ကိုကျမကျွေးမယ်ဆိုတင်ကြိုက်လားစားမလားမစားဘူးအားလုံးကလူတိုင်းပြစ်ပလိုက်တာဖြစ်တယ်ဟုတ်လားဒီနေ့မနဲ့ချက်ထားအောင်ညနေဆိုဘယ်သူမှမစားတော့ပြစ်ချင်ပြစ်လိုက်တော့တာဖြစ်တယ်ကြည့်ကျမတို့လည်းကျမတို့ရဲ့ဝိညာဉ်ရေးရလဲအဲ့လိုပဲကျမတို့ကခရစ်တော်အထဲမှာယနေ့ကျမတို့နှုတ်ကပတ်တော်အထဲမှာကျမတို့အမြဲတမ်းလူသစ်စိတ်သစ်ဟာလေလုယာအာမင်ဝိညာဉ်ရေးရအတစ်ဖြစ်ဖို့ဘုရားလိုရှိတာဖြစ်တယ်အာမင်ယနေ့မိဘတွေလည်းအဲ့လိုပဲကလေးတွေကိုနော်ဒီ3နှစ်အရွယ်ကအရန်ချစ်စရာကောင်းတယ်ထပ်မကြီးလာပါစေနဲ့လို့ဘယ်တော့မှဆုမတောင်းမိဘတွေကနော်ဒီကလေးမြန်မြန်ကြီးပါစေလို့ပဲဆုတောင်းတာဖြစ်တယ်ဘာဖြစ်လို့မြန်မြန်ကြီးတွန်းတယ်မတက်ရနိုင်ဖို့ကောင်းတယ်မိဘတွေပြန်လွတ်လပ်သွားပြီဟုတ်လားအဲဆိုလိုချင်တဲ့တဘောကပါဆိုကြီးထွားဖို့ရန်အတွက်မိဘတွေအမြဲလိုချင်တာဖြစ်တယ်ထိုနည်း၎င်းမဲ့ဖန်ဆင်းရှင်ဖခင်သခင်ကလည်းတင်းနဲ့ကျမတို့အသက်တာထဲမှာကျမတို့လူငယ်ဖြစ်ပေမဲ့ဝိညာဉ်ရေးရမှာအစင်တစိုက်ကြီးထွားတဲ့သူဖြစ်စေချင်တယ်အတွေးခေါ်ပိုင်းဆိုင်မှာအစင်တစိုက်ကြီးထွားတဲ့သူဖြစ်စေချင်တယ်ဘေကနာမဆိုကျမတို့ကြီးထွားဖို့ဖခင်လိုရှိတယ်ဟာလေလုယာအာမင်ဒီနေ့ကျွန်တော်တို့တက်တာထဲမှာဖခင်ကကြီးထွားလေအဲ့ဒါကဖခင်အထဲမှာကြီးထွားလာဖို့ဖခင်လိုရှိတယ်အာမင်တချို့တွေရဲ့တက်တာကိုကြည့်လိုက်ပါနော်အသက်တာကြီးလာတာနော်သူတို့အသက်တာမှာပုံစံလည်းမပြောင်းနော်ကျွန်တော်တို့ရဲ့သူတို့အတွေးခေါ်လည်းမပြောင်းစကားပြောတာလည်းမပြောင်းအဲ့ဒါဆိုရင်တော့တေချာပေါက်တစ်ခုခုတော့လိုနေပြီဖြစ်တယ်ဟုတ်လားဟုတ်တယ်နော်ကျွန်တော်တို့ငငယ်တော့မြင်မှုမှာပါတချို့အဖိုးကြီးတွေအဖွားကြီးတွေလေနော်အသက်တာကြီးသွားတာသူတို့သွေးတဲ့ဟာပြောတဲ့ရကလွန်ခဲ့တဲ့ကျွန်တော်တို့နော်ငငယ်တော့ကနော်ဆယ်ကျော်တက်အရွယ်ကပြောတဲ့စကားပဲသူတို့ပြန်ပြောနေတာဖခင်ကအဲ့ဒီမှာမနေစေချင်ဖြစ်တယ်ဝိညာဉ်ရမှာကျွန်တော်တို့တစ်စင်ဖျားတွားစေချင်တာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်တို့တက်တာထဲမှာလဲဝိညာဉ်ရမှာကြီးထွားခြင်းနဲ့ဆန္ဒရှိဖို့လိုအပ်တယ်အာမင်အဲ့ဒါမို့ဒီနေရာမှာကျွန်မဘာကိုအဓိက highlight အနေနဲ့ပြောပြသွားခြင်းဆိုနံပါတ်1ကျွန်မတို့ကလာနဲ့တူတဲ့အသက်တာဆိုတာလာဆိုတဲ့သဘောတဘာကိုပိုင်အလင်းအောင်တို့မရှိဘူးဖြစ်တယ်လာဆိုတဲ့သဘောတဘာဝကယင်းနေ့အမြဲတမ်း तू ကဘု து ကိုမိခိုနေရလဲဆိုရင်နေရဲ့အလင်းကိုမိခိုရတာဖြစ်တယ်မိတ်ဆွေတင်းနဲ့ကျမတို့ကခရစ်တော်အထဲမှာကျမတို့မရှိဘူးဆိုရင်ယနေ့ကျမတို့ကခန္ဓာကိုယ်ဓာကြီးထွားလာလိမ့်မယ်အပြင်အသိဉာဏ်ဓာကြီးထွားရင်ကြီးထွားလာမယ်တဲ့ဝိညာဉ်အရာ0ဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်တင်းနဲ့ကျမတို့ယုံကြည်လက်ခံပြီးသွားကြတဲ့ကနေကျမတို့ကဝိညာဉ်ရေးရမှာ born again ဖြစ်သွားပြီဟာလေလုယာအာမင်ခရစ်တော်ထဲမှာကျမတို့ born again ဖြစ်သွားပြီဆိုတော့ခရစ်တော်ထဲမှာကျမတို့အစဉ်တစိုက်ကြီးထွားလာဖို့ဘုရားလိုရှိတယ်
ဟာလေလုယာအာမင်ဒါကြောင့်မို့ကျမတို့ကယနေ့အရင်ကတော့ကျမတို့ဘာမှမဟုတ်တဲ့သူတယောက်ပါဒါပေမဲ့ခရစ်တော်အထဲမှာရှိလာပြီဆိုယနေ့ကျမတို့ကခရစ်တော်ကိုအမိပြုပြီးကျမတို့ကြီးထွားလာဖို့ဘုရားလိုရှိတယ်အာမင်ဒါကြောင့်လာဆိုတဲ့တဘောတဘောကကိုယ်ပိုင်အလင်းမရှိဖြစ်သူဟာအမိတဟဲလိုအပ်တယ်နော်ဘဒုကိုလည်းဆိုရင်နေကိုဖြစ်တယ်တင်းနဲ့ကျမတို့ဒီလောကကြီးမှာမောင်မိုက်ဒီလောကကြီးမှာအသက်ရှင်တဲ့အခါမှာလူငယ်တွေယနေ့အားပေးပြရစေတင့်ဘိုးကမှာဖခင်ကိုအမြဲတမ်းမိခိုဖို့လိုအပ်တယ်ဖခင်ကိုတင်အမြဲတမ်းမျောလင့်နေဖို့လိုအပ်တယ်ဖခင်ကိုတင်အမြဲတမ်းကြည်နေဖို့လိုအပ်တယ်ဖခင်အသင်ရဲ့ပထမ priority ဖြစ်ဖို့လိုအပ်တယ်ဟာလေလုယာပထမဦးစားပေးဖြစ်ဖို့လိုအပ်တာဖြစ်တယ်ဒီနေ့တင်ဖခင်ကိုအမြဲတမ်းမိခိုမယ်တင်ဖခင်ကိုအမြဲတမ်းအားကိုးမယ်တင်ဖခင်ကိုအမြဲတမ်း focus ထားမယ်ဆိုတင်တေချာပေါက်ဘယ်တော့မှမယိုင်လဲဘူးဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ကျမတို့တတ်တာထဲမှာဖခင်ကိုနံပါတ်1မိခိုတော်သူဖြစ်ဖို့လိုအပ်တယ်ဖခင်ကိုကျမတို့အမြဲတမ်းကြည်တော်သူဖြစ်ဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်မို့ဒီမှာရှိရဲ့နော်ညီကိုမောင်မတွေလူငယ်တွေကိုပြောပြပြစေတချို့ကပြောမယ်ဆ iam မရေကျမကဒီမှာအဖေလည်းမရှိအမေလည်းမရှိမိသားစုမောင်နှမတွေလည်းမရှိဘူးအားမငယ်ပါနဲ့ဘယ်သူမှမရှိပေမဲ့ဖခင်ရှိတာဖြစ်တယ်ဟာလေလုယာအာမင်ကျမကိုယ်တိုင်လည်းမလေးရှားရောက်လာတာအသက်18နှစ်ကလေးရောက်လာတာဖြစ်တယ်နော်ဒီထဲမှာကျမနဲ့တူတဲ့လူရှိမလားတော့မသိဘူးနော်ကျမအတော်တော့ရှိရဒါပေမဲ့ခဏလေးဆိုသူတို့ကကနေဒါတော်လိုက်ပြီကျမရောက်ကြတဲ့အတော်နဲ့မနေဘူးဖြစ်တယ်ရောက်တာနဲ့နှစ်ရက်ပဲအတော်နဲ့နေပြီးအလုတ်စဝင်ပြီအလုတ်မှာပဲနေတော့တာဖြစ်တယ်စဉ်းစားကြည့်ပါကျမလည်းငငယ်ရွယ်နဲ့မလေးရှားမှာရောက်ပြီးမှဒီလိုနေခဲ့တာတချို့ကပြောမယ်ကျွန်တော်ငငယ်ရွယ်နဲ့ရောက်လာတာဘယ်သူမှမတွင်တင်မဆုံးမလို့ကျွန်တော်ဖြစ်ချင်တိုင်းဖြစ်နေတယ် no ဖခင်ကအဲ့လိုပြဖခင်ကတဲ့တဘောမကြောက်ဖြစ်တယ်ဖခင်ကသူ့အထဲမှာသူ့ကိုမိခိုပြီးသူ့ကိုကြည့်ပြီးမှအသက်ရှင်စေချင်တာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်မို့ကျမတို့နံပါတ်1အနေနဲ့ကကျမတို့ဒီဖို့ကျမတို့ဟာအမိတဟဲလိုအပ်တာဖြစ်တယ်ကျမတို့မိခိုအားကိုရမဲ့သူဟာတခြားလူမဖြစ်ရအောင်ဖခင်ကိုဖြစ်ရမယ်ဟာလေလုယာအာမင်ကျမမလေးရှားမှာငငယ်ရွယ်နဲ့ရောက်လာပြီမဲ့ကျမတို့ကပတ်စံပေါ်မှာမိခိုရမှာမဟုတ်တငယ်ချင်းပေါ်မှာမိခိုရမှာမဟုတ်တချို့ကကြောင့်ငငယ်ရွယ်နဲ့ရောက်လာဆိုမှသမီးစားပေါ်မှာမိခိုတဲ့လူရှိတယ်ဒီထဲမှာမပါအောင်ဟာလေလုယာအာမင်နော်ဘာဖြစ်လို့ဆိုကျမတို့ပတ်ဝန်းကျင်တိုင်းဝိုင်းကအဲ့လိုမျိုးလောက်ပြတာတွေကျမတို့မြင်တတ်တယ်လေနော်တချို့ကလည်းတထေးကနော်ပတ်စံပေးတယ်ဆိုတထေးနာကတ်တာပေါ့လေနော်တချို့ကရှူဂါဒယ်ဒီလားရှူဂါမာမီလားမသိဘူးနော်အခုခေတ်ဆိုစကားတွေတောင်မှထွက်လာတာတက်တယ်ပဲအပေါ်မှာကျမတို့မိခိုရမှာမဟုတ်ဘူးကိုယ့်ရဲ့ကိုပိုင်အပေါ်မှာလည်းမိခိုရမှာမဟုတ်ဘူးတချို့ကပြောတယ်ဟာငါကိုချစ်မကိုရတာကိုကျိုးစောမကိုစားရမှာဆိုတော့လောကရဲ့စကားအတိုင်းကျမတို့တက်ရှင်ရမှာမဟုတ်ကျမတို့မိခိုရမှာကျမတို့အမိတဟဲဖျားပဲဖြစ်ရမှာဟာလေလုယာအာမင်ဒီကနေ့မှာလကအမြဲတမ်းနေပေါ်မှာမိခိုတဲ့သူဖြစ်တယ်သူကိုယ်ပိုင်အလင်းမရှိဘူးသူကနဲ့သူဆို shining မဖြစ်နိုင်သူကအမြဲတမ်းသူ့ဘဝမှာလင်းလာဖွင့်နေသူအမြဲတမ်းနေကိုမိခိုရတာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်နံပါတ်1လူငယ်တွေတင့်ဘဝမှာဖခင်ကိုအမြဲတမ်းမိခိုဖို့လိုအပ်တယ်ဖခင်ကိုတင်အမြဲအားကိုးဖို့လိုအပ်တယ်ပြဿနာကြုံလာပြီဟိုတယောက်ခေါ်မယ်ဒီတယောက်ခေါ်မယ်အရင်မစင်စားနဲ့ဖခင်မဆမယ်ဟာလေလုယာဖခင်ငါ့ကိုကူညီပေးမယ်ဖခင်ငါ့ကိုဉာဏ်ပညာပေးမယ်ဖခင်ငါ့ကိုဂျေစုပြုမယ်ဖခင်ငါ့ကိုမျက်နှာတာပေးမယ်ဖခင်ငါ့ကိုနီးလန်းအတက်တွေကိုပေးမယ်ဖခင်ပေါ်မှာငါယုံကြည်ခြင်းရှိမယ်ဟာလေလုယာအာမင်အဲ့ဒီယာကတင့်ဘဝကိုပြောင်းလဲဖြစ်စေမှာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်တင့်ဘဝမှာအမိတဟဲဖခင်ဖြစ်ရမယ်အာမင်အာမင်နံပါတ်2အချက်အနေနဲ့ကျွန်မဆက်ပြီးပြောပြသွားခြင်းတယ်ယနေ့နံပါတ်2အချက်အနေနဲ့လရဲ့သဘောတဘာဝနောက်တစ်ခုကပါလေဆိုသူဟာစုပ်ယူအားကောင်းတဲ့ယနေ့အရာဖြစ်တယ်ပြောမယ်ဆိုသူဟာစုပ်ယူအားကောင်းတဲ့ဖခင်ဖန်ဆင်းထားကြတဲ့စုပ်ယူအားကောင်းတဲ့သဘောတဘာဝအစွမ်းရှိတဲ့လဖြစ်တယ်ဟာလေလုယာမိတ်ဆွေသင်နဲ့ကျမတို့တက်တာထဲမှာလဲဖခင်ယနေ့ကျမတို့ကိုစုပ်ယူနိုင်တဲ့အစွမ်းဖခင်ပေးထားတယ်မိတ်ဆွေတင်တဲ့ခါကျရင်ဟာကျမကတခုခုတင်ရတာရမ်းခက်တယ်လို့တင်ထင်အောင်ထင်လိုက်မယ်ဒါပေမဲ့တင်အာယုံစိုက်ပြီးမှတင်ယူကြည့်တင်တာတက်လွယ်တာဖြစ်တယ်အထူးသဖြင့်လူငယ်တွေဆိုပိုဆိုတက်တာအယမ်းမြန်တယ်ဟုတ်လားတခုခုတင်အယမ်းပြောစရာမလိုအခုဆို YouTube ကြည့်ပြီးတော့မှအကုန်လုံးတက်တယ်နော်ဟိုတနေ့ကဘွေးစင်းကပြောတယ်ကျမပြောတယ်နင်းစပင်ဘလို့ထုံးတက်တာလဲဆရာမ TikTok ကြည့်ပြီးမှထုံးတက်သွားတာတဲ့အမလေးဟုတ်နေတာပဲနော်ဟိုတင်ပေးရဲ့လူကတင်စရာမလိုတော့ TikTok ကြည့်ပြီးမှစပင်တွေပါထုံးတက်သွားတကယ်တော့သူစပင်ဆိုင်မှာလောက်တာရိုးပဲလောက်မှာပါဒါပေမဲ့ကြည့်ကျမတို့အခုခေတ်ကာလမှာတင်ယူအရန်လွယ်နေတာဖြစ်တယ်မိတ်ဆွေတင်ယူလွယ်တဲ့အရာအားလုံးကယင်းနေ့လောကပုံစံကိုလိုက်တင်ယူဖို့ကျမပြောနေတာပေါ့ဖခင်ရဲ့ပုံစံကိုတင်ယူရမယ်ဟာလေလုယာဖခင်ဘလို့တွေးလဲဖခင်ဘာတွေပြောနေလဲဖခင်ကဘလို့ကျမတို့အသက်ရှင်စေခြင်းလဲဖခင်ကကျမတို့ပေါ်မှာဘယ်လိုမျိုးထားတဲ့အကြံစီရှိလဲဒီအရာကိုကျမတို့ကတင်ယူဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာအာမင်ဒီနေ့အဲ့ဒါကိုကျမတို့စုပ်ယူဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်မိတ်ဆွေတင်သိလားကျမတို့အုံနောက်ကလေတသေးလေးပဲနော်ပြီးခက်တစ်ခေါက်လေကျမပြောကျမတို့အုံနောက်ကဒလားလောက်လေးပဲနော်ဗလဲပြောမယ်ဆိုရင်ဟိုပါဗလဲမြန်မာပြည်က
တော်ဖူနောင်းနဲ့တူတယ်စားတော့စားချင်လာပြီဟုတ်လားတော်ဖူနောင်းလေးလိုပဲနော်3လေးနဲ့ကျမတို့အုံနောက်ကမိတ်ဆွေတင်သိလားဒီအုံနောက်တသေးလေးဖြစ်မဲ့200 megabyte အဲ့လောက်တောင်မှကျမတို့စုပ်ယူနိုင်တဲ့အစွမ်းရှိတယ်200 megabyte ဆိုတာကစဉ်းစားကြည့်နော်ကဘာတစ်ခုလုံးမှာထွက်ထားတဲ့ Netflix မှာထွက်ထားတဲ့ဇာတ်ကားအားလုံးတင်မမိနိုင်တယ်တင်ကြည့်ပြီးရင်အဲ့လောက်ထိကျမတို့မမိနိုင်မိတ်ဆွေတင်မမှတ်မိဘူးဆိုတော့တင်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကြည့်လိုက်တင်မွေးကလေးကနေတင်တိတက်တဲ့အရွယ်ကနေအခုချိန်ထိနာမည်တွေအားလုံးကိုတင်ပြန်ပြီးစဉ်းစားပြီးချရေးကြည့်တင်အနည်းဆုံးအယောက်100မို့200တင်ရေးနိုင်တယ်တင်ခင်ခဲ့တဲ့တငယ်ချင်းမိတ်ဆွေနာမည်တွေတင်မှတ်မိတယ်အဲ့လောက်ထိကျမတို့အုံကဟာကောင်းတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအာမင်ဒါကြောင့်မို့ကျမဘာကိုပြောပြချင်လဲယနေ့တင်ကစုပ်ယူအားကောင်းတော်သူဖြစ်တယ်ဒါကြောင့်မို့ကျမတို့ဘေးအရာကိုကျမတို့ဦးစားပေးစုပ်ယူမလဲဒါကျမတို့ရွေးချယ်ရမှာဖြစ်တယ်ယနေ့ကျမတို့ဒီခေတ်ကာလမှာကျမတို့လောကအရာတွေကိုကျမတို့လိုက်ပြီးမှစုပ်ယူနေဖို့မဟုတ်ဖယားတခင်ရဲ့အထဲမှာဖယားတကယ်ကောင်းမြတ်ခြင်းကိုစုပ်ယူဖို့လိုအပ်တယ်ဖယားတကယ်မျက်မှောက်တော်ထဲမှာဖယားတခင်ထဲကနေပြီးမှကျမတို့ download လုပ်နေဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာအာမင်ယနေ့လကအမောင်မှာပြန်ပြီးမှသူ့ရဲ့အလင်းကိုပြန်လင်းဖို့ရင်တော့ तू ကအမြဲတမ်းနေစရနေစုပ်ယူတာဖြစ်တယ်မိတ်ဆွေတင်းနဲ့ကျမတို့ရဲ့အသက်တာထဲမှာလဲဖယားတခင်ထဲကနေစုပ်ယူဖို့ဘုရားလိုရှိတယ်ဖယားခင်တင်ပေးထားတဲ့စုဂျေစုကိုမျိုးရှိတယ်ဝေါဟာလေလုယာအဲ့ဒါတင်စုပ်ယူရမယ်ဖယားခင်တင်ပေးထားတဲ့ဝိညာဉ်အတီးကိုမျိုးရှိတယ်အဲ့ဒါတင်စုပ်ယူဖို့လိုအပ်တယ်ဖယားခင်တင်ကိုပေးထားတဲ့ယင်း ability တွေတင်စုပ်ယူရမယ်ဖယားခင်တင်ကိုပေးထားတဲ့အရာအားလုံးတင်စုပ်ယူရမယ်ဟာလေလုယာအာမင်ယနေ့ကျမရဲ့သက်တာထဲမှာလဲကျမအဲ့လိုမျိုးကျမတရားဟောချက်နားထောင်ကျမသေချာနားထောင်ပြီးကျမအလွတ်ပြန်ဟောနိုင်တယ်ဘာပြောလို့လဲကျမသေချာနားထောင်တဲ့ကျမအကုန်အလွတ်ရအောင်ကျမတခါတည်းမှတ်ထားတာဖြစ်တယ်မိတ်ဆွေတင်လဲအဲ့လိုလုပ်ဖို့လိုအပ်တယ်ဟာလေလုယာစုပ်ယူအားကောင်းတော့သူဖြစ်ဖို့လိုအပ်တယ်ဟာလေလုယာအာမင်မိတ်ဆွေဖယားခင်ကတင့်ကိုစကားပြောလာပြီဆိုတင်ဟာကြားပြီးချက်ချင်းတုံ့ပြန်ရမှာဖြစ်တယ်စုပ်ယူလေတင်ရဲ့အသက်တာထဲမှာတင်ပါလို့ဆိုညအမောင်မှာတင်ပို့လေးဖို့ဖြစ်တယ်ဟာလေလုယာအာမင်နောက်တစ်ခုသိရမယ်အဲ့ထဲမှာကျွန်မဆက်ပြီးပြောတာချက်ကျွန်တော်တို့စုပ်ယူတဲ့အခါမှာလည်းအရန်တီးဖို့လိုအပ်တယ်အဲ့ဒီစုပ်ယူတဲ့အချိန်မှာသူကတဆင့်ပြီးတဆင့်စုပ်ယူတာဖြစ်တယ်လာကတခါတည်းဒီနေ့တခါတည်းအလင်းကိုတခါတည်းအပြတ်ဆုံးပြီးမှနောက်နေ့မှတခါတည်းအလင်းပြန်လင်းနေဆိုတာမရှိဘူးလာရဲ့တဘောတဘာဝကိုကပါလေဆိုတရက်မှာနည်းနည်းစီစုပ်ယူအဲ့ဒါကိုပြန်လင်းကြည့်လိုက်လာကွယ်ကနေလာတစ်ချမ်းဟုတ်လားလာပုံလေးတစ်ချက်ပြပေးကြည့်ပါအောင်ပုံလေးတစ်ချက်ပြပေးကျွန်မပို့ထားရှိရနော် Okay see တလားကျမတို့ရဲ့ပုံစံကကြည့်အမစရ new ဟုတ်လားယေခရစ်တော်ထဲမှာကျမတို့ကစပြီးမှမွေးဖွားလာတဲ့လူဖြစ်တယ်ဟာလေလုယာအာမင်ပြီးတော့ကျမတို့ဒီမှာကြည့်နည်းနည်းစီကျမတို့လာကနည်းနည်းစီထွက်လာတယ်နည်းနည်းစီထွက်တယ်ပြီးတော့ဖူးပြန်ဖြစ်သွားပြီးတော့ तू ကပြန်ပြီးမှမိန်သွားတယ်ပြီးနောက်တစ်ခါပြန်ပြီးမှ circle ဖြစ်နေသလားဆိုလိုချင်တဲ့တဘောကကျမတို့ကဖယားစီကနေစုပ်ယူချက်ချင်းတည်းအကုန်စုပ်ယူနိုင်မှာတော့မဟုတ်ဖယားတကယ်လည်းတင့်တခါတော့ဝုံတိုင်းတခါတည်းမဖြစ်စေဘူးတဖြည်းဖြည်းတင့်ကိုတဆင့်ပြီးတဆင့်ဖယားတကယ်ကြီးထွားစေမှာဖြစ်တယ်မွေးခါစားကလေးတွေကိုဟာမြန်ကြီးစေချင်တဲ့အသားတွေတခါတည်းကျွေးလိုက်လို့ရလားကျွေးလိုက်လို့ရလားတခါတည်းကလေးကနော်ဟိုမှာနို့တောင်မစိုးတတ်သေးပါဘူးဆိုနေမှာအသားတော့ကျွေးနော်ကလေးသိသွားလိမ့်မယ်လားအဲ့ဆိုဘာလို့ရလဲတဖြည်းဖြည်းသူ့ကိုနို့တိုက်ရတယ်နို့တိုက်ပြီးမှနောက်စားဆံပြုတ်လေးတိုက်ရတယ်ဆံပြုတ်ပြီးမှပဲလေဘယ်လဲဆီယမခရစ်စတန်ဆိုဘယ်လဲကယ်ရောတို့ပတဲတိုးတို့အဲ့ဒါပြုတ်ပြီးမှကျွေးရဟုတ်တယ်နော်ဘယ်တစင်းမေးတစင်းမှဖြည်းဖြည်းချင်းစီ तू ကကြီးတာအောင်စားရတာဖြစ်တယ်အဲ့လိုပဲကျမတို့တက်တာထဲမှာလေဖယားအထဲမှာမိတ်ဆွေတင်းဟာတပတ်ပြီးတပတ်တင်ချန်စည်းလာတဲ့အခါမှာရင်တင်ချင်းတော့တခါတည်းကြီးထွားလာမှာတော့မဟုတ်တပတ်ပြီးတပတ်တင်းရဲ့အတွေးခေါ်တင်းရဲ့ယုံကြည်ခြင်းယနေ့တင်းရဲ့ဝိညာဉ်ရေးရယနေ့တင်းရဲ့အရာအားလုံးကတဖြည်းဖြည်းကြီးထွားလာမှာဖြစ်တယ်ဟာလေလုယာအာမင်ကြည့်ပါနည်းနည်းစီ तू step by step သွားတယ်ဆိုတော့ကျမတို့တွေ့ရတယ်မိတ်ဆွေတင်းတက်တာထဲမှာလဲ step by step တင်ထွားလိုက်မယ်တင်းတနစ်နေတင်းရင်လည်းမတူတော့နှစ်နှစ်နေတင်းပို့ပြီးမှကြီးထွားလာတော့မယ်သုံးနှစ်နဲ့တင်ကဘာကြော်တော့မယ်ဟာလေလုယာအာမင်ဖယားထဲမှာတင်ဟာတစ်စင့်ပဲတစ်စင့်ယနေ့စုပ်ယူလေတင်ဟာပို့ပြီးမှ full moon ဟာလေလုယာအာမင်ပြေဝတဲ့ခရစ်ယာန်တယောက်ဖြစ်လာမှာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်မို့တင်ဟာစိတ်ရှိဖို့တော့လိုအပ်တယ်အဲ့ဒီ step ဒီမှာသွားတဲ့အချိန်မှာတော့တင်တီးခံဖို့တော့လိုအပ်တယ် okay အဲ့တွားတဲ့အချိန်မှာတခါကတင်ယုံကြည်ခြင်းတွေနဲ့တင်ရင်ဆိုင်ရတဲ့အချိန်တွေကြုံရမယ်တခါကဂျန်စီးလာဖို့ပတ်စံမရှိတဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်တခါကဂျန်စီးလာဖို့တင်ဟာတကယ်ချင်းနဲ့ဒီနေ့အလုပ်ထဲမှာစကားများလို့ emotional မကောင်းတဲ့အရာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်လားတခါကကြိုက်လဲတင်ဂျန်စီးလာဖို့အတွက်တင်အတွက်အနောက်ရှက်ဖြစ်တာတွေရှိနိုင်တယ်မိဘတွေကတခါတည်းပတ်စံမဲ့တောင်းနေလို့လားတော့မသိဘူး
နော်တခါခါကြုံတတ်တယ်ဟုတ်လားတခါခါကျမတို့ feeling မကောင်းတဲ့အချိန်တွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကျမအားပေးခြင်းနဲ့စိတ်တက်မကြနဲ့ဟာလေလုယာအာမင်ကျမတို့ step by step သွားဖို့ဘုရားလိုရှိတာဖြစ်တယ်ယနေ့တစ်စက်မိတစ်စက်ယနေ့သင်ဟာပြေဝတဲ့သူတယောက်ဖြစ်လာမှာဖြစ်တယ်ယနေ့ပြေရှံတဲ့လူတယောက်ဘုရားတခင်ဖြစ်လာစေမှာဖြစ်တယ်အာမင်ယနေ့ဒါကြောင့်မို့သင်သိရမယ်သင်လှဟာပါလေဆိုနေရအလင်းကိုဆိုပြီးတော့တဖြည်းဖြည်းကျမတို့ကြီးလာတယ်ဆိုတော့ကျမတို့တွေ့ရမယ် step by step သူသွားနေဆိုတော့ကျမတို့သွားချင်မှာ cycle ၈ခုရှိရဆိုတော့ကျမတို့တွေ့ရသွားနေလှကလည်းသဘောတဘာဝကချက်ချင်းသူကတရက်ထဲမှာတခါလှပြည့်ဖြစ်သွားဆိုမရှိဘူးနည်းနည်းချင်းစီဟုတ်လားလှလေးကကြီးလာပြီးမှလှအလေတစ်ခုမှပြည့်လာတာဖြစ်တယ်မိတ်ဆွေတင်သိလား moon ဆိုရဲ့အတိတ်ဘက်ကကျွန်တော်ဟေဘဲပါလာဆမ်းမသူကလှပချင်းကိုပုံဆောင်တာဖြစ်တယ်ဟာလေလုယာအာမင် moon ဆိုရဲ့တဘောတဘာဝကသူကဆိုအခုကျွန်တော်တို့ဒီ calendar ကအဲ့ဒီဟေဘဲရဲ့ moon ကိုယူထားတာဖြစ်တယ်အဲ့ဒီ moon ဆိုတဲ့စကားလုံးက month ဖြစ်လာတာဖြစ်တယ်အဲ့ဒီ moon ဒီလကိုကြည့်ပြီးမှ calendar ကသူတို့ကဒီတလ2လ3လ4လဆိုတာအဲ့ဒါကိုသူတို့ကယူထားတာဖြစ်တယ်ကျွန်မဘာကိုပြောရချင်လဲယနေ့ဒီလကိုကြည့်ပြီးမှ calendar ကဖြစ်လာတာဖြစ်တယ်ဒါကြောင့်ကျမတို့တက်တာထဲမှာလဲယနေ့တလပြီးတလဟာလေလုယာ January နဲ့တင် February မတူရအောင် February နဲ့ March တင်မတူရအောင် March ပြီးတင် April တူလို့မရအောင်ဟာလေလုယာ April ပြီး May တင်မတူရအောင်ဟာလေလုယာ May ပြီးတစ်ပြည့်စမိတစ်စင်တင် December မှာတင် breakthrough ဖြစ်လာမယ်နှစ်တိုင်းမှာတင်ဘုရားတခင် renew ဟာလေလုယာအာမင်နောက်တစ်စင်ပြီးတစ်စင်ဘုရားတခင်တွားစေချင်တာဖြစ်တယ်အာမင်သင် January လကရှိတဲ့ယုံကြည်ခြင်းနဲ့ဒီ March လမှာတုံးလို့မရအောင် March လမှာရှိတဲ့ယုံကြည်ခြင်းနဲ့သင် April လမှာတုံးလို့မရအောင်တလပြီးတလတင်ဟာကြီးထွားလာဖို့ဘုရားလိုရှိတယ်ဟာလေလုယာအာမင်ယနေ့တည့်ဘယ်ကဏ္ဍမှာမဆိုဘုရားကတစ်စင့်ကြီးထွားဖို့ဘုရားလိုရှိတာဖြစ်တယ်အာမင်ဒါကြောင့်တင်ဘာလုပ်ရမလဲတင်စုပ်ယူဖို့လိုအပ်တယ်နှုတ်ကပတ်တော်တွေတင်စုပ်ယူဖို့လိုအပ်တယ်စွတ်တောင်းထဲမှာဘုရားထဲမှာတင်စုပ်ယူဖို့လိုအပ်တယ်မိတ်ဆွေတင်စုပ်ယူလေတင်ကြီးထွားလေဖြစ်တယ်မကလေးတယောက်ကအစာမစားတော့ဘူးဆိုတေချာပွားအဲ့ကလေးကနည်းနည်းနေမကောင်းဖြစ်နေအဲ့ကလေးတယောက်ကသမီးမစားတော့ဘူးဆိုရင်ဒီတယောက်ကတော့သိရမလားတခုခု something is wrong you know တခုခုတော့ဖြစ်နေပြီဟုတ်လားသွားနာလားဘိုက်နာလားတခုခုတော့ဖြစ်နေပြီဟုတ်လားမလားအဲ့ဆိုအမြဲတမ်းကလေးတယောက်ကစားနေဖို့လိုပဲတင်းနဲ့ကျမတို့တက်တာထဲမှာလဲဝိညာဉ်ရမှာအမြဲစားနေဖို့လိုအပ်တယ်ဝိညာဉ်ရမှာကျွန်တော်စားလေတွေစားဥမာအင်္ဂါနေ့တင်တရားဟောချက်နားထောင်တယ် Tuesday နေ့တရားဟောချက်နားထောင်တယ် Janzi တင်တရားဟောချက်နားအဲ့ဒီနားထောင်တဲ့အရာအလုံးကတဲ့ထဲမှာကြီးထွားလာတာဖြစ်တယ်ဒီနေရာမှာတင်စားနေတာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့တင်ကိုပေးတဲ့ခါမှာတင်ကစုပ်ယူခြင်းဟာတင်စားနေတာဖြစ်တယ်ဟာလေလုယာအာမင်ဒီနေ့တင်စားမြတ်တဖြည်းဖြည်းတင်ကြီးထွားလာမှာဖြစ်ဒါကြောင့်မို့မိတ်ဆွေအားပေးပါစေတင်ဟာစုပ်ယူဖို့ဘုရားလိုရှိတယ်ဒါကြောင့်မို့နှုတ်ကပတ်တော်နားထောင်အာယုံဆိုင်ပြီးနားထောင်ပါနော်မနေ့ကဆရာတော်ရဲ့အမေကပြောတယ်ဆရာတော်ရဲ့ဖခင်ကတရားဟောချက်တစ်ပုဒ်10ခါနားထောင်တယ်တဲ့အမလေးဟာလေလုယာအာမင်ကျမပြောင်းလဲခါစားတော့မှတရားဟောချက်တစ်ပုဒ်ကိုနားမလဲဘူးဆိုရင်ပြန်ကြော့ပြီးနားထောင်တာ3-4ခါလောက်ပဲနားထောင်ဘူးတယ်10ခေါက်တိတော့တစ်ပုဒ်မှနားမထောင်ဘူးနော်ဆရာတော်လည်းအဖေကကျမ်းတယ်တစ်ပုဒ်တော့10ခေါက်နားထောင်အလွတ်ကုန်ရတယ်နော်အဲ့လိုပြောလို့ကျမတော့ဝေါကျမပြောင်းလဲတော့မှ3ခါ4ခါပဲတချို့တရားဟောချက်တွေနားထောင်ဘူးတယ်နော်သူ့အဖေလောက်တော့နားမထောင်ဘူးကိုတော့မှခွန်ပဲလုပ်မိတယ်ပူဆာငတ်ရမယ်ဟာလေလုယာအာမင်မိတ်ဆွေကြည့်ပါကျမပေါ့ပဲတင်စုပ်ယူလေတင်ကြီးထွားလေဖြစ်တယ်အာမင်တင်စားလေတင်ဥမာအရန်စားတဲ့ကလေးကဝတ်တုတ်လေးဖြစ်လာဆရာဒေးဗစ်ကင်းကိုကြည့်ပြီးဝတ်တုတ်လေးဖြစ်လာတော့မပြောပါဘူးနော်အနောက်မှာသူဒီလိုထိုင်နေစလားအသိမစားတဲ့လူကတော့တိတ်တိတ်လေးပဲဒါပေမဲ့ပြောလို့မရအောင်နော်ဆရာအောင်သေးဆိုလဲစားတာပဲဆရာအောင်သေးနည်းခဏစားတာနော်သူပြောပြတာလေနော်အဲ့လိုဆိုတော့โอเคအဲ့ဆိုတော့ပောက်ကိုပြပြချင်ကျွန်တော်စားလေကျွန်တော်တို့ကပို့ပြီးကြီးထွားလေဖြစ်တယ်အာမင်ဒါကြောင့်ကျွန်မအားပေးပြစေမနေ့ကငါတရားဟောချက်နားထောင်ပြီးပဲပြီးခဲ့တဲ့နေ့ကငါဖျားเจ้าပုံမှန်တက်ပြီးမလုံလောက်ဘူးဖြစ်တယ်ကျမတို့အမြဲတမ်းအဲ့ဒီထဲမှာကျမတို့အမြဲတမ်းဘယ်လိုမျိုးပြောမလဲအမြဲတမ်းဆက်ပြီးမှရှင်းတယ်နေဖို့လိုရတယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ကသမင်းစားပြီးဒီတစ်ပတ်မစားတော့ဆိုတော့ရှိလားအမလေးအဲ့လိုမျိုးမနေ့ကစားပြီးငါဒီနေ့မစားတော့ဘူးဆိုတော့မရှိပါဘူးမနေ့ကငါသမင်းစားပြီးညငါမစားတော့ဘူးဆိုလို့လည်းမရှိပါဘူးမနေ့ကစားပြီးတော့ညပြန်စားတာပဲဟုတ်တယ်မလားအဲ့ကျမအပေးပြစေဝိညာဉ်ရေးရမှာလဲကျမတို့ကစားပြီးလဲပြန်ထပ်စားဖို့လိုအပ်တာဖြစ်တယ်အမြဲတမ်းမှကျမတို့ကစားနေဖို့လို့ခန္ဓာကိုယ်ကလေစားနေလို့ဒါကျမတို့ရှင်တန်ပြီးကြီးထွားနေတာဖြစ်တယ်ဆဲလ်တွေကအလုံးလုံးနေတာဖြစ်တယ်ကျမတို့ဝိညာဉ်ရေးရမှာလဲလို့ပဲနှုတ်ပတ်တော်တင်မစားတော့ဘူးဆိုတိတ်ခန္ဓာကိုယ်တပြေးပြေးခြူချလာတော့မယ်အနုလက္ခဏာတွေတွေးလာတော့မယ်
နည်းနည်းဆို depression ဝင်လွယ်လာတော့မယ်ခဏဆို emotion တွေကခဏကြာမယ်ခဏဆို bus light ဖြစ်ချင်လာပြီခဏဆိုနည်းနည်းဆိုရင်တူကြီးပဲဟုတ်လားခဏလေးဆိုရင် Facebook မှာမဟုတ်တာတွေပြန်တင်ပြန်ပြီခဏဆိုဟိုဟာဖြစ်ပြန်ပြီအဲ့ဒါတွေရဲ့လူရဲ့တဘောတဘာပါပြီလေနှုတ်ကပတ်တော်ပုံမှန်မစားလို့နှုတ်ကပတ်တော်ကအမြင်နဲ့ပုံမှန်စားပြီးကြီးထွားလူကအနှုတ်လက္ခဏာဆိုသူတို့ထဲမှာမရှိဘူးအားငယ်တယ်ဆိုတော့သူတို့ထဲမှာမရှိဘူးစိတ်ပြက်တယ်ဆိုတော့သူတို့ထဲမှာမရှိဘူးတိမ်ငယ်တယ်ဆိုတော့သူတို့ထဲမှာမရှိဘူးဘာလို့ရမလဲမသိဘူးဆိုတာလည်းမရှိဘူးဘာဖြစ်လို့လဲနှုတ်ကပတ်တော်ရှိလို့ဘာလို့ရမလဲသိနေတာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်တင်အမြဲတမ်းနှုတ်ကပတ်တော်တင်စားတဲ့အခါမှာသာတင်ကြီးထွားလာမှာဖြစ်ဒါကြောင့်တင်စုပ်ယူဖို့လိုအပ်တယ်ဟာလေလုယာအာမင်ပြောကြငါစုပ်ယူရမယ်ကြက်ပြောငါဝိညာဉ်ရမှာစုပ်ယူဖို့လိုတယ်ဟာလေလုယာအာမင်နှုတ်ကပတ်တော်တင်စုပ်ယူပါတင်စုပ်ယူလေတင်တရာထဲမှာဖရားတကယ်နှက်ဆိုင်တဲ့အရာတွေတင်ထဲမှာပြောင်းလဲဖြစ်လာမှာဖြစ်တယ်ဟာလေလုယာအာမင်နံပါတ်3အချက်အနေနဲ့နော်ဒီ3ချက်ကဘာလဲဆိုရင်အတွင်ပြောင်းနိုင်တဲ့အစွမ်းရှိတယ်ဟာလေလုယာအာမင်လာက तू ကဒီတိုင်းပဲစုပ်ယူပြီးဒီလိုပဲနေတဲ့လူမဟုတ်ငါစုပ်ယူပြီးသွားပြီပဲဒီလိုမျိုးပဲနေတာမဟုတ်ကျမတို့တည်ရမလားကျမတို့ဒီရေကန်တစ်ခုမှာ तू ကရေပြန်စီးတဲ့လမ်းကြောင်းမရှိဆိုအဲ့ဒါရေသေးဖြစ်တယ်အဲ့ရေသေးကမကြီးထွားသလိုပြောမယ်ဆိုတေတဲ့ရေသေးကအသုံးမဝင်ဘူးဖြစ်တယ်ဟုတ်တယ်နော်အဲ့ရေသေးမှာဘယ်သတ္တဝါမှလည်းမရှင်တန်ဘူးဖြစ်တယ်ဟုတ်တယ်မလားစီးနေတဲ့ရေမှာမှပဲငါးတွေကရှင်တန်တာဖြစ်တယ်စီးတဲ့ရေကပဲကျမ်းမာတဲ့ရေဖြစ်တယ်ဟုတ်လားဟိုရေကန်ထဲမှာအဲ့လိုမျိုးတေတဲ့ရေကိုတင်ဘယ်သူမှမတောက်ဖြစ်တယ်စမ်းချောင်းမှာပဲတင်ရေတောက်တာဖြစ်တယ်ဟုတ်လားဟုတ်တယ်နော်ဆိုလိုချင်တဲ့တဘောကကျမတို့တက်တာထဲမှာလဲကျမတို့စုပ်ယူတဲ့အရာအလုံးကိုပြန်လဲပြီးမှ release လုပ်တတ်ဖို့လိုအပ်တယ်ဟာလေလုယာလာရဲ့တဘောတဘာဝကသူပါလေနေရဲ့အလင်းကိုစုပ်ယူပြီးသွားရင် तू ကညအမောင်မှာပြန်ထုံးလင်းတာဖြစ်တယ်မိတ်ဆွေတင်စုပ်ယူတဲ့အရာကိုဒီတိုင်းမထားပါနဲ့တင်စုပ်ယူတဲ့အရာကိုတင်ပတ်ဝန်းကျင်ပြန် sharing လုပ်ဖို့လိုအပ်တယ်တင်နှုတ်ကပတ်တော်ကြားတဲ့အရာကိုတင် Facebook မှာတင်ပြန်တင်ဖို့လိုအပ်တယ်အနည်းဆုံးမဟုတ်ရင်ကိုယ်တကယ်ချင်း2ယောက်3ယောက်တင် sharing ပြန်လုပ်ဖို့လိုအပ်တယ်တင်ကြားတဲ့နှုတ်ကပတ်တော်ကိုယ့်ရဲ့မိသားစုပြန်တရားဟောဖို့လိုတယ်ဟာလေလုယာတင်ကြားတဲ့နှုတ်ကပတ်တော်ကိုတင်ပါပြန်လုပ်ဖို့လိုအပ်တယ်ပြန်ပြီး meditate လုပ်ဖို့လိုအပ်တယ်အိုဒီနေ့နှုတ်ကပတ်တော်ငါ့ကိုဘာပြောလဲပြီးသွားပြီမဟုတ်နှုတ်ကပတ်တော်ငါ့ကိုဘာပြောလဲဒီနေ့ငါဘာ action လုပ်ရမလဲဟာလေလုယာအာမင်ကျမလည်းအဲ့လိုပဲ quiet time ဒီမနေ့ရေးတယ်ပေးကမ်းပါလို့အဲ့လိုမျိုးပြောရင်ကျမချက်ချင်းပေးတယ်အဲ့နေ့မှာဘု து ပေးရင်ကောင်းမလဲအဲ့လို like ရှာတာကျမကဒီနေ့ quiet time မှာရေးတယ်ဟို PK ရက်ကဆိုရင်ကျမကိုဖခင်ပြောတယ်ပေးနော်လူတွေကိုကျမ Facebook မှာတော့ကျမရဲ့ဒီ status တင်လိုက်သေးတယ်နော်လူတွေကိုကူညီရမယ်နောက်တစ်ခုကကြောင့်ပေးကမ်းဖို့လည်းမမေ့နဲ့တဲ့အဲ့လိုမျိုးအိုက်စာတာတော့အဲ့နေ့မှာစဉ်းစားတယ်ငါဘာလို့ပေးရမလဲအဲ့နေ့မှာနော်လူတယောက်ကပြောလာတဲ့အရာနော်အကူညီလို့တော့မဟုတ်ဘူးကျမနဲ့အထဲမှာဖခင်နိုးစော်လို့ဆိုပြီးကျမမြန်မာငွေလွှဲပေးလိုက်တာကြည့်ကျမဘာကိုပြောချင်လဲတင်ကနှုတ်ကပတ်တော်ကြားဒါပေမဲ့တင်လက်တွေ့မလုပ်ဘူးဆိုရင်ဒါအသက်ရှင်တာမဟုတ်တင်ကနေရအလင်းကိုတော့ယူတယ်ဒါပေမဲ့ပြန်ပြီးမှညအချိန်မှာပြန်မလင်းဘူးဆိုရင်တင်ကအသေးဖြစ်တယ်ဖခင်ကတင်ကိုအသေးဘဝမှာမနေစေချင်ဘူးဟာလေလုယာတင်ယူပြီးတင်ပြန်ပေးတဲ့သူဖြစ်ဖို့ဘုရားလိုရှိတယ်ဖခင်ဆရာတင်ရတဲ့အရာကိုလူတွေပြန်ပြီးမှ release လုပ်တော့သူဖြစ်ဖို့ဘုရားလိုရှိတယ်ဟာလေလုယာအာမင်ယနေ့လိုက်တဘောတဘာဝက तू အတွင်ပြောင်းလဲဒါကြောင့်မို့မိတ်ဆွေကြီး तू ကစုပ်ယူပြီးပြန်ပေးတယ်စုပ်ယူပြီးပြန်ပေးတယ်စုပ်ယူပြန်ပြီး तू အမြဲတမ်း renew အပြန်ဖြစ်နေတာတချို့လက်ထဲမှာစုပ်ကင်ထားတော့ဘယ်တော့မှ release ပြန်မလုပ်တော့ तू ကဘာဖြစ်လဲဆိုရင်အမှပဲစုံသွားအမှပဲ तू ကောင်းချမ်းမှာပဲရက်သွား तू ကောင်းချမ်းမှာပဲတစ်သွားမဟုတ်ဘူးဘုရားကယနေ့ကျွန်တော်ပြန်ပြီးမှ receive ပြီး release ပြန်လုပ်ဖို့ဘုရားလိုရှိတယ်ဟာလေလုယာဘုရားဆရာတွေရလာတဲ့အရာအားလုံးကိုကျွန်တော်တို့ကလူတွေကိုပြန်မျှဝေဖို့ဘုရားလိုရှိတယ်တင်ကြံစည်းလာတယ်ယနေ့တင်ကောင်းကြီးရတယ်တင်ခွာရတယ်တင်ကနောက်လူတွေကိုပြန်မိတ်ဆက်ပေးဖို့လိုတယ်နောက်လူတွေကိုတင်ပြန်ခေါ်လာဖို့လိုအပ်တယ်ဟာလေလုယာအာမင်ဟာပတ်တိုင်းမှာငါကျွန်တော်ကြံစည်းမှာစားလို့ရန်ကောင်းတယ်မေးပါဘသူကျွေးရလဲကျွန်တော်လည်းကျွေးပေးရစီဟာလေလုယာကြံစည်းဖွဲ့ရရန်တက်ကြွလာပြီဟာလေလုယာမဲကြံစည်းလာတာရန်ကောင်းကြီးခံစားရတယ်ငါလည်းဘာပြီးအစီခံရမလဲမေးဖို့လိုအပ်တယ်ဟာလေလုယာမဲဒီနေ့ကျမတို့ကလာပါဝင်ုံမဲမလို့အဲ့ဒါကဘာလဲဆိုတေတဲ့လူနဲ့တူနေတာဖြစ်တယ်ဖခင်ကယနေ့တင့်ကိုအဲ့လိုလူမဖြစ်စေချင်ဘူးရှင်တန်ပြီးမှကြီးထွားလူဖခင်ဖြစ်စေချင်တာဖြစ်တယ်အာမင်လက်ကအမြဲတမ်းယူတယ်ပြန်ပေးတယ်ယူတယ်ပြန်ပေးပြည့်သွားတယ်နောက်ကပြန်ပြီးမှပြန်နဲသွားတယ်ပေးလိုက်တဲ့ခါမှာနဲဒါပေမဲ့အမြဲတမ်း renew ပြန်ဖြစ်နေတာ How about you Hallelujah renew ပြန်ဖြစ်ဖို့သင်ဟာတချို့တော့ရောက်ကို release လုပ်လိုက်ဖို့လိုအပ်တယ် Hallelujah အာမင်
ဒါကြောင့်ကျမအခုဆိုကျမဥပစာအားလုံးပေးလိုက်တာအခုအသက်တွေပြန်ဝင်ဟာဟာလေလုယာမဲတင်အဟောင်းတွေကိုတင်မပေးတဲ့တင်အတက်စီမှာမရောက်လာအောင်တင်ဝယ်လဲဝယ်မှာမဟုတ်ဖြစ်တယ်ဒီနေ့အဟောင်းတွေပေးလိုက်ပါအတက်ပြန်ဝယ်ပါဟာလေလုယာတင်အတွေးခေါ်လေးပဲအဲ့လိုမျိုးပြောတချို့ပြောဟောငါပတ်တိုင်းဖျားချောင်းတက်ပြီးငါဒါလေးကြားပူးနေကြတင်အဲ့လိုမျိုးခံယူရဲဆိုတင်အတွေးခေါ်ထဲမှာတင်ဟာသူများတယောက်မှမဝေမျှသေးလို့တင်ဒီလိုမျိုးဖြစ်နေကျမတို့အမြဲတမ်းအတက်ပြန်ခံယူခြင်းစိတ်ရှိဖို့လိုအပ်တယ်လာရဲ့တဘောပါယူပြီးပြန်ပေးတော့ तू အမြဲတမ်းရှင်တန်နေတာဖြစ်တယ်။ဒီနေ့လူတွေဒါခက်ကာလတစ်ခုတာပြောင်းသွားလာကတော့ဒီတိုင်းပဲဖြစ်တယ်။ Hallelujah အာမင်။ဒါကြောင့်ကျမတို့လည်း forever Hallelujah အာမင်။ကောင်းကြီးတွေရှံထွက်ခြင်းနဲ့ဆိုရင်ဒီနေ့ကျမတို့က receive လုပ်ပြီး release ပြန်လုပ်ပေးဖို့လိုအပ်တာဖြစ်တယ်။ Hallelujah အာမင်။ဒါကြောင့်ဒီမှာရှေ့ညီကိုမောင်မပြောပြပါစေ။အတွင်ပြောင်းနိုင်တဲ့အစွမ်းကိုကျမတို့ဖျားပေးထားတာဖြစ်တယ်။သင်အတွင်ပြောင်းမှာဖျားတကယ်ယနေ့သင်ကိုအတွင်ပြောင်းစေခြင်းဒီတိုင်းပဲဖျားတကယ်တင့်ကိုမနေစေချင်ဘူးနောက်တစ်ဆင့်တွားဖို့ရင်အတွက်ယနေ့သင်ဟာအဟောင်းတွေကိုထားခဲ့ဖို့လိုအပ်တယ်ဟာလေလုယာအာမင်အာမင်ကျွန်မပြောပြစေအတွင်ပြောင်းတဲ့အစွမ်းဟာဖျားတကယ်တင့်ကိုပေးပြီးသားဖြစ်တယ်အရေးကြတင်လက်တွေ့လုပ်ဖို့ဖြစ်တယ်ဟာလေလုယာအာမင်လက်တွေ့လုပ်ပါလက်တွေ့လုပ်ရင်သင်သားထဲမှာလက်တွေ့အကျိုးကိုတင်မြင်ရမှာဖြစ်တယ်တင်ကမလုပ်ဘူးဆိုရင်တော့ဒီတိုင်းပဲဖြစ်သွားလိမ့်မယ်ဖျားတကယ်ယနေ့သင်ကိုအဲ့လိုမဖြစ်စေချင်ဖျားတကယ်တင့်သစ်မိတိစင်သွားစေချင်တာဖြစ်တယ်Hallelujah. Amen. ကြည့်လာရဲ့သဘောတဘာဝနောက်ထပ်ကျွန်မဘာကိုပြောချင်လာရဲ့သဘောတဘာဝကဒီအတွင်ပြောင်းရင်ဒါမကပဲသူ့အတ္တထဲမှာအမောင်မိုက်တဲ့အချိန်မှာအလင်းပေးနိုင်တဲ့သူဖြစ်တယ်။ဒါနောက်ဆုံးအချက်ဖြစ်တယ်။ဘာကိုပြောပြချင်လဲကျွန်မတို့အတ္တထဲမှာမောင်မိုက်တဲ့အချိန်ဆိုတာရှိတယ်။ညဆိုတာရှိတယ်။လာကိုဘာဖြစ်လို့ဘုရားကဖန်ဆင်းလဲဆိုရင်မောင်မိုက်မှာအလင်းပေးဖို့ဘုရားဖန်ဆင်းတာရည်ရွယ်ချက်ဖြစ်တယ်။အဲ့လိုပဲကျမတို့တက်တာထဲမှာဖျားစီကနေကောင်းတဲ့ရာအားလုံးစုပ်ယူပြီးကျမတို့တက်တာထဲမှာဒီနေ့ကျမတို့ဘဝမှာတခါတည်းမောင်မိုက်တွေကြုံလာမှာပါလောကရဲ့မောင်မိုက်တင်ကြုံနိုင်တယ်လောကရဲ့ပြဿနာထဲမှာတင်ကြုံလာနိုင်တယ်ဒီနေ့တော့ကျမတို့ရတင်ဖိတ်ခေါ်မခေါ်တခါပြဿနာတွေဆိုတာရောက်လာတတ်တယ်ဟုတ်လားတခါတင်ရထိုင်ခေါ်မှရောက်လာတာမဟုတ်ပါဘူးနော်တခါကျရင်ပြဿနာဆိုတာအလိုလိုကြီးနဲ့ရောက်လာတတ်တယ်ဟုတ်တယ်နော်ဒီနေ့ကျမတို့ပတ်ဝန်းကျင်ပြဿနာတထေးရဲ့ပြဿနာဟုတ်လားနိုင်ငံငွေရေးကြေးပြဿနာဟုတ်လားနိုင်ငံမှာနော်ကျမတို့အမျိုးသူပြဿနာတွေအမြဲတမ်းရှိနေတာဖြစ်တယ်အဲ့ဒီအချိန်မှာကျမတို့ကထိုင်ပြီးမှဒီလိုပဲနေဖို့မဟုတ်အဲ့ဒီမောင်မိုက်အချိန်မှာကျမတို့ဖျားစင်နဲ့စုပ်ယူထားတဲ့အရာပြန်လည်းပြီးလင်းဖို့ဖြစ်တယ်ဟာလေလုယာဒီနေ့သင်နှုတ်ကပတ်တော်နားထောင်ထားတဲ့ယုံကြည်ခြင်းမျိုးစေ့တွေအဲ့ဒီပြဿနာမှာအဲ့ယုံကြည်ခြင်းထုတ်တုံးဖို့ဖြစ်တယ်Hallelujah. Amen. ဒီနေ့သင်လောကမှာရှိလို့တယောက်နဲ့တယောက်မချစ်ကြဘူးအမြဲတမ်းညူဆူကြတယ်တယောက်နဲ့တယောက် negative ပြောတယ်မကောင်းတဲ့အရာပြောနေတဲ့ခေတ်မှာသင်နှုတ်ကပတ်တော်ဖျားဆရာမေတ္တာခံယူပြီးမေတ္တာပြန်ပြဖို့ဖြစ်တယ် Hallelujah. Amen. ယောမအခန်းကြီး7ကိုကြည့်အောင်ယောမအခန်းကြီး7မှာဗာပြောထားတယ်ယောမအခန်းကြီး7ငယ်1မှာဗာပြောထားဆိုသင်တို့ဒီလောကီပုံသဏ္ဍာန်ကိုမဆောင်ကြနဲ့ကောင်းမြတ်သောအရာဖျားတကယ်နှစ်တက်ပွေသောအရာစုံလင်သောအရာတည်းဟူသောဖျားတကယ်အလိုတော်ရှိသောအရာတည်းအဘေအရာဖြစ်ဒီကိုတည်နိုင်မိကြောင်းစိတ်နှလုံးအတစ်ပြင်ဆင်၍ပုံတံပြောင်းလဲခြင်းတို့ရောက်ကြလောဟာလေလုယာအမှန်ဒီမှာပြောလောကီပုံသဏ္ဍာန်မဆောင်ကြနဲ့လောကလူတွေကအတင်းပြောတင်လိုက်တင်းပြောဖို့မဟုတ်အဲ့ဒါအတင်းပြောနေဆိုတော့လောကမောင်မိုက်ပုံစံဖြစ်တယ်အဲ့မှာကျမတို့ကဘာလို့ဖျားရဲ့စီကနေကျမတို့မေတ္တာရထားတဲ့အရာကိုလူတွေပြန်မျှဝေဖို့ဖြစ်တယ်Hallelujah. Amen. ဒီနေ့လောကသားတွေသူတို့ရဲ့အသက်ရှင်တဲ့အရာကိုကျွန်တော်မြင်တဲ့အခါမှာကျွန်တော်တို့ကသူတို့ကဒီလိုဆိုငါတို့လည်းဒီလိုပဲနေမယ်မဟုတ်ဘူးသူတို့နဲ့ရိုးရအောင်မိမလည်းလိုက်နေဖို့မဟုတ်ဒီနေ့ကျွန်တော်တို့တက်တာထဲမှာအဲ့လိုမျိုးပြဿနာတွေအဲ့လိုအခက်အခဲတွေကြုံတဲ့အခါမှာဖခင်ခင်စီကနေကျွန်တော်တို့ယူထားတဲ့နှုတ်ကပတ်တော်တိုင်းပြန်ပြီး release လုပ်ရမယ် Hallelujah. လောကလူတွေကပြောတဲ့နော်ချွေတာစုဆောင်တစ်ထေးလောင်းတို့နော်ဟုတ်လားလောကစကပုံငါလုံးမငါရမယ်ဟုတ်လားအဲလောကရဲ့နိယာမတွေဒီအရာကိုကျမတို့ကသူတို့ပြောတိုင်းကျမလိုက်နေဖို့မဟုတ်ကျမတို့ကဖျားအထဲမှာကျမတို့ဖျားရဲ့ system နဲ့ကျမတို့လူတွေကိုပြန်ပြီး dominate လုပ်ဖို့ဖြစ်တယ် Hallelujah. Amen. ဒီနေ့ကျမတို့ကလူတွေကိုပြန်လဲပြီးမှဖျားရဲ့ culture ကိုပြန်လဲပြီးမှသူတို့ကိုဖြည့်ပေးဖို့ဖြစ်တယ်မိတ်ဆွေဖျားရဲ့ယဉ်ကျေးမှုဆိုတာရှိတယ်နိုင်ငံမှာနိုင်ငံရဲ့ယဉ်ကျေးမှုရှိတယ်ဟုတ်လားအဲ့လိုပဲကျမတို့ကခရစ်တော်ထဲမှာကျမတို့ကခရစ်တော်ရဲ့ကျမတို့အထက်ရက်ကလာတဲ့သူတွေဖြစ်တယ်ဟာလေလုယာအာမင်ကျမတို့ကောင်းကင်လူသားတွေဖြစ်တယ်အဲ့တော့ကျမတို့အထက်ရက်ကဆိုင်တဲ့ယဉ်ကျေးမှုကိုဒီလောကမှာကျမတို့ရဲ့ပတ်ဝန်းကျင်မှာကျမပြန်လင်းဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာအာမင်ဒီနေ့ကျမတို့အဲ့ဒါကိုကျမတို့ကမသိဘဲနဲ့သူတို့ကဒီလိုနေကိုလည်းလိုက်နေမယ်အလုပ်ထဲမှာတယောက်ကခိုးရင်ကိုပါလိုက်ခိုးမယ်လောကလူတယောက်ကနော်တထေးမရှိဘူးဆိုနည်းနည်းပါနော်ခိုးပြီးတောက်လိုက်တယ်အဲ့ဆိုကိုပဲလည်းကလိုက်ခိုးတောက်တယ်အဲ့လိုလိုက်လို့မဟုတ်ဘူးဟာလေလု
မင်ကျမတို့ကဘာလို့ဖို့လိုအပ်လဲဖခင်ကယဉ်ကျေးမှုကိုသူတို့တွေကိုပြန်ပေးဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာအာမင်ယနေ့ဒီလိုမလေးရှားမှာနေတဲ့အခါမှာကျမပြပြချင်တယ်ယနေ့တချို့တော့မကောင်းတဲ့အကျင့်တွေတင်ကူးဖို့မဟုတ်ဖြစ်တယ်ဖခင်ယဉ်ကျေးမှုကိုတင်ပြန်ပေးဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ဒီမှာရှိရဲ့ညီကိုမောင်မယောမအခန်းကြီး7မှာပါသင်တို့ဒီလောကီပုံတော်မဆောင်ကြနဲ့တဲ့ကောင်းမြတ်သောအရာနှစ်သက်ဖွယ်သောအရာစုံလင်သောအရာတူတော့ဖခင်ကအလိုတော်ရှိသောအရာဒီအဘေးအရာကိုသိနိုင်မိကြောင်းစိတ်နှလုံးကအသစ်ပြင်ဆင်၍ပုံတံပြောင်းလဲခြင်းတို့ရောက်ကြလောဟာလေလုယာအာမင်စိတ်နှလုံးကိုအသစ်ပြင်ဆင်ဖို့လိုအပ်တယ်ဟာလေလုယာမိတ်ဆွေကျမတို့က physical war မှာနေတာကြာတော့ကျမတို့ mental war တို့နော်ကျမတို့ရဲ့ဒီ spiritual war တွေမိနေတတ်တယ်ဒီကနေ့ကျမတို့က physical war မှာကျမတို့နေပေမဲ့ကျမတို့ရဲ့ mental war ကိုဂရုစိုက်ဖို့လိုအပ်တယ်ထိုနည်း၎င်းပဲကျမတို့နော်ကျမတို့ရဲ့ spiritual war ကိုကျမတို့ဖခင်နဲ့ connect အမြဲတမ်းလုပ်ထားဖို့လိုအပ်တာဖြစ်တယ်spiritual war ကိုတင် connect လုပ်ထားပြီးဆို mental war နဲ့ပြောင်းလဲလာလိမ့်မယ်အဲ့ဒီ mental war ပြောင်းလဲတဲ့ရဲ့ physical war ပါပြောင်းလဲလာလိမ့်မယ် hallelujah အာမင်ဒါကြောင့်ဒီမှာရှင်ကြီးကိုမောင်မတွေလူဖခင်အထဲမှာကျွန်တော်တို့အမြဲတမ်းအသစ်ဖြစ်ဖို့လိုတယ် hallelujah အာမင်နောက်ဆုံးကျမ်းစာတစ်ပိုက်ကိုဖတ်စေခြင်းနဲ့ဖိလိပ္ပိခန်းကြီး3အငယ်73နဲ့74เนาะကျွန်မ73နဲ့74ကိုကျွန်မဖတ်စေခြင်းနဲ့ hallelujah အာမင်တွေ့ပြီလားတွေ့ပြီဆိုကျွန်မတို့ကဖတ်ရအောင်ညီအကိုတို့ငါကင်မိပြီဟုကိုမထင်တော်လဲငါပြုတ်တော့အမှုတစ်ခုဟုမူကားနောက်ကျတော့အရာတို့ကိုမမတ်ပဲရှေး၌ရှိသောအရာတို့ကိုကမ်းလှမ်း၍ယေရှုခရစ်အားဖြင့်ဖျားခင်သည်အထက်ရမှခေါ်တော်မူခြင်းနဲ့ဆိုင်တော်ဆုကိုရခြင်းကပန်းတုံးတိုင်တို့ငါလိုက်ပြေ၏ဟာလေလုယာပေါလုကဘာပြောလဲညီကိုတို့ငါကင်မိပြီဟုကိုမထင်တော်လဲတဲ့ငါပြုတ်တော့အမှုတစ်ခုဟူမူကားတဲ့နောက်ကျတော့အရာတို့ကိုမမတ်ပဲရှေ့၌ရှိတော့အရာကိုကမ်းလှမ်း၍ဟာလေလုယာကိုဟာငါဒီလောက်ဆိုတော်ပြီငါဒီလောက်ဆိုရပါပြီကို limit မလုပ်ပါနဲ့ဖယားထဲမှာဘယ်အရာမှ limit မရှိဘူးဖယားထဲမှာ unlimited ဖြစ်တယ်ဖယားယေရှုခရစ်တော်ရဲ့ဗိတ်တိတ်ခြင်းကဘာဗိတ်တိတ်ခြင်းအကန့်အသတ်မဲ့ဗိတ်တိတ်ခြင်းဖြစ်တယ်ဟာလေလုယာအေလိယရဲ့ဗိတ်တိတ်ခြင်းကိုနှစ်ဆရတာအေလိရှေဖြစ်တယ်ဒါပေမဲ့ယေရှုကတော့ဗိတ်တိတ်ခြင်းတစ်ဆနှစ်ဆဆိုတာမရှိဘူးအတိုင်းရှည်မရှိဗိတ်တိတ်ခြင်းတဲ့ဟာလေလုယာကျမတို့လည်းဖယားထဲမှာအတိုင်းရှည်မရှိအောင်မြင်နိုင်တယ်အကန့်အသတ်မဲ့ဖယားကောင်းချီးပေးနိုင်တယ်အကန့်အသတ်မဲ့ဖယားကအချီးမြှောက်တုံးပြနိုင်တယ်ဒါကြောင့်ကျမတို့အဲ့ဒီ mindset ကိုရှိဖို့လိုအပ်တယ်ပေါလုကအဲ့ဒီခါမှာ number 1ပဲဖြစ်တယ်ပေါလုကနောက်ဆုံးတမန်တော်ဖြစ်ပေမဲ့လေကျန်တဲ့တမန်တော်အားလုံးထပ်ပို့ပြီးမှဖယားတော်မှုတော်ဆောင်တဲ့တယောက်ဖြစ်တယ်ပေတရုကျမ်းစာရေးတာနည်းပါတယ်ဒါပေမဲ့ကျမတို့ပေါလုကျမ်းစာရေးတာ12ဆောင်နဲ့13ဆောင်ရှိရဲလို့ကျမတို့သိရတယ်စဉ်းစားကြည့်နောက်ဆုံးမှရောက်နေပေမဲ့အားလုံးထက်ကြော်သက်သွားတဲ့လူတယောက်ဖြစ်တယ်ဘာဖြစ်လို့ तू ကနောက်ဆုံးကြပြီမဖြစ်အားလုံးကိုကြော်သက်သွားလဲဆိုသူ့ကို तू ငါဒီလောက်ပဲမဟုတ်ဘူးငါဒီထက်ပိုလုံးနိုင်နေတယ်ငါဒီထက်ပိုပြီးခီးရောက်နိုင်နေတယ်ငါဒီထက်ပိုပြီးတွားနိုင်နေတယ်ဟာလေလုယာအဲ့ဒီ mindset ရှိလို့ဖြစ်တယ်ဖယားထဲမှာ limitless ဖြစ်တယ်စဉ်းစားကြည့်ပါလကအမြဲတမ်းစုပ်ယူလို့နေကအားနေသွားတယ်ဆိုတာရှိလားလက်မအဆီယိုကျမတို့မရှိခင်ကလေးကနေလာကနေရဲ့အလင်းကိုစိုးပြီးမှကဘာပေါ်မှာညတိုင်းမှာအလင်းပေးနေတာဟုတ်လားနှစ်ပေါင်း2000ကျော်သွားပြီအဲ့ဒါအကြောင်းမလို့နှစ်ပေါင်း2000ကျော်သွားပြီမလို့နေရဲ့အင်အားကနည်းနည်းဒီမှာ 1% ရော့လာတယ်ဆိုတာရှိလားမရှိဘူးဖခင်ရဲ့ကောင်းကြီးဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ကတင့်ကိုကောင်းကြီးပေးတယ်ရတယ်ဘယ်တော့မှမရက်တောင်ဖြစ်တယ်ဖခင်ထဲမှာကုန်တယ်ဆိုတာမရှိဘူးဖြစ်တယ်ဖခင်ထဲမှာမရှိတော့ဆိုတာမရှိဘူးဖြစ်တယ်ဖခင်ထဲမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဖြစ်တယ်ဖခင်ထဲမှာနဲတယ်ဆိုတာမရှိဘူးဖြစ်တယ်ဖခင်ထဲမှာအားနဲတယ်ဆိုတာမရှိဘူးဖြစ်တယ်ဖခင်ထဲမှာယုံကြည်ခြင်းနဲတယ်ဆိုတာလည်းမရှိဘူးဖြစ်တယ်ဖခင်ထဲမှာအပြည့်ရှိတာဖြစ်တယ်ဒါကြောင့်မို့နေကိုကြည့်ပါနောက်နေ့မနဲ့ထွက်လာလဲဒီအရှိန်ပဲအလားပူလိုက်တာမလေးရှားဆိုပိုခံစားရတယ်အခုကျမကြားတယ်မြန်မာပြည်ပိုပူတယ်လို့ကြားတာပဲဟုတ်တယ်နော်စဉ်းစားကြည့်နင်ကဘယ်လောက်ထိပူလဲ तू အမြဲတမ်းဒီရဲ့အလုပ်ကိုပေးနေတာဖြစ်တယ်လကလည်းစိုးရင်ငါအားနာလိုက်တာနေစီကနေငါအမြဲတမ်းစုံနေရလို့ငါနောက်နေ့တော့မစုံတော့ဘူးဆိုတာရှိလားမရှိဘူး तू အမြဲတမ်းယူပြီးမှပြန်လဲပြီးမှအမောင်တို့မှ तू ပြန်ပေးနေတာဖြစ်တယ်ယူရဲပြန်ပေးတယ်ယူရဲပြန်ပေးတဲ့လူကြောက်ဖြစ်တယ်ဒါကြောင့်ကျမဒီမှာရှေ့ညကိုမအားပေးချင်တယ်ဒီနေ့တင်အားနာစရာမလိုဖခင်မျက်မှောက်တော်ထဲမှာတင်ရဲတောင်းဆိုလို့ရတယ်တင်ဖြစ်ချင်တဲ့အရာကိုတင်တောင်းရဲဖို့လိုအပ်တယ်တင်ဆန်ငတ်တဲ့အရာတိုင်းကိုဖခင်တင်တောင်းလျှောက်လို့ရတယ်ဟာလေလုယာအာမင်ဒါကြောင့်တင်ဆုတောင်းတဲ့ခါမှာတေးသေးလေးမတောင်းနဲ့အကြီးတောင်းပါကိုရောကျွန်တော်တမိုင်းတွင်တဲ့လူဖြစ်စေတော်မူပါဟာလေလုယာဖခင်ကျွန်တော်ဒီလမှာ1000လောက်တိုးပြီးအောင်အဲ့လိုမတောင်းနဲ့ဟာလေလုယာကိုရောကျွန်တော်ကိုဘီလီယံနာဖြစ်စေပါဖ
ဟိုတနေ့က blessing ပြောဆိုကိုရောတဲ့ကျမတို့ trillionaire ဖြစ်စေပါ hallelujah ဘာပဲဖြစ်ဖြစ် trillionaire ပဲเนาะနောက်မှာ0ဘယ်နှလုံးရှိလဲတော့မသိပေမဲ့တချို့တွေ trillionaire လို့ပြောတာ0ဘယ်နှလုံးမသိဘူးဒါမဲ့လည်း trillionaire ဆို trillionaire ပဲ hallelujah အာမင်တဲ့တောင်းရဖို့လိုအပ်တယ်ဆုကျေးဇူးလည်းတစ်ခုပဲမတောင်းပါနဲ့အများကြီးတောင်းလို့ရတယ်ဘာဖြစ်လို့ဆုကျေးဇူးလည်းတစ်ခုပဲတောင်းပါလဲဆုကျေးဇူးကကုန်တောင်းလို့ရတယ် hallelujah သင်ဖရားထဲမှာလောဘကြီးလို့ရတယ် hallelujah ဖရားခင်ရရောတယ်ဖရားခင်ဖြစ်တယ်သင်ရဲ့ ex boss လို့မဟုတ်သင် ex boss ကကစီနေလို့သင်ကိုမပေးကောင်းမပေးဖြစ်ကောင်းဖြစ်လိမ့်မယ်တဲ့ဖရားခင်ကအဲ့လိုမဟုတ်ဖြစ်တယ်ဖရားကနေခဲ့တော့နေ့တိုင်းမှာအသက်တော်ကောင်းကြီးပြန်ပေးတယ်ဖရားအရှိန်ဟုန်နဲ့တင့်ကိုပေးတယ်ဖရားယနေ့နဲသွားဆိုတာမရှိထပ်ပြီးပေးတယ်ဖရားခင်ဖြစ်တယ်ဒါကြောင့်တဲ့တရထဲမှာဖရားထဲမှာကြီးမားတောင်းပါဖရားထဲမှာအများကြီးရှိတာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်မို့လကအမြဲတမ်းနေစက်နေယူပြီးမှအားနာဆို तू အမြဲတမ်းယူပြီးပြန်ပေးရလူတယောက်ဖြစ်တယ်ဒါကြောင့်တဲ့တရမှာဖရားစင်နဲ့ယူပြီးတင်ပြန်ပေးပါဟာလေလုယာဖရားစင်နဲ့အများကြီးစုပ်ယူပါအများကြီးစုပ်ယူချင်လူအများကြီးကောင်းကြီးဖြစ်စေတာဖြစ်တယ်ဟာလေလုယာအာမင်မိတ်ဆွေတင်သိလားလူတယောက်တစ်ပတ်တင်ကောင်းကြီးရဖို့အရင်အတွက်ရှင်တာတဲ့လူ1000အတွက်တင်အသက်ရှင်ပြီးမှလူ1000အတွက်ကောင်းကြီးရစေပင်ဆိုပုံမကောင်းလားဟုတ်တယ်မလားဘာဖြစ်လို့လောကကြီးမှာအသက်ရှင်မှာတော့တယောက်အတွက်ပဲအသက်ရှင်မှာတော့ဘာဖြစ်လို့လောကကြီးမှာအသက်ရှင်မှာတော့ကွန်မီတာစုတစုကဲတင်ချင်းရဖို့ကွန်မီတာစုတစု1 to 2နော်ထမင်းဟင်းစားနိုင်ဖို့ပဲအသက်ရှင်မှာတော့တရားအဖြစ်လူတရားအဖြစ်လူတရားကောင်းကြီးခံစားရတယ်ဆိုရင်ဒီနေ့လူတရားအဖြစ်တနိုင်ငံလုံးကောင်းကြီးခံစားဖို့ဘုရားလိုရှိတယ်အာမင်ဒါကြောင့်အိမ်မက်ကြီးမပါယူပါယုံကြီးထားပါအများကြီးလုံနိုင်ဖွဲ့နဲ့ဆန္ဒရှိပါဖခင်ကတင် unlimited ကောင်းချီးပေးနိုင်တယ်ဖခင်ဖြစ်တယ် hallelujah အာမင်ဒါကြောင့်ပေါလုကဘာလုပ်လဲဆိုဖခင်နဲ့ကျွန်တော်ကိုသုံးတာနေသေးတယ်ကိုရောကျွန်တော်ထပ်တုံးပါအောင် hallelujah ကိုရောကျွန်တော်ကိုကောင်းချီးပေးတာနေသေးတယ်ကိုရောထပ်ပေးပါအောင် hallelujah ကိုရောကျွန်တော်ကိုအသုံးပြုတာနေပါတယ်ထပ်ပေးပါအောင် तू တောင်းလျှောက်တဲ့အတွက်ကြောင့်မလို့ तू ဟာကျန်တဲ့တမန်တော်အားလုံးနဲ့ကြော်သက်သွားတာဖြစ်တယ်ဟာလေလုယာနောက်ကျပြီးမှရှေ့ရောက်တော့အခွင့်ဖျားခင်ပေးတာဖြစ်တယ်တချို့တွေအခုမှရောက်လာတဲ့သူရှိကောင်းရှိမယ်ဒါပေမဲ့တင်နောက်ကျပြီးမှရှေ့ရောက်တဲ့သူတွေဖြစ်လာနိုင်တယ်တင်ဆောင်တဲ့ဆိုဖျားခင်တင်ကိုကောင်းချီးပေးနိုင်တယ်ဟာလေလုယာအာမင်ဒါကြောင့်ပေါလုကပြောတယ်နောက်ကျတဲ့အရာကိုမမက်ပဲတဲ့ရှေ့၌ရှိတော့အရာကိုကမ်းလှမ်း၍ပြောကြအောင်ကမ်းလှမ်း၍ဆရာမဆရာလို့တို့လို့ကြောင်းဒီလိုခြေထောက်လေးပါနည်းနည်းမလိုက်ဟာလေလုယာအာမင်ကမ်းလှမ်းဖို့လို့လေရှေ့မှာဖခင်ကဘာထားတာပဲစုထားပေးတာဖြစ်တယ်ဟာလေလုယာအာမင်စုမလို့ချင်လားတချို့ကလက်ခုပ်တီးအဖွဲလားတော့မသိဘူးဒီထဲမှာလက်ခုပ်တီးပြီးမှနေချင်လို့ရှိတာမရှိဘူးဟုတ်တယ်မလားအားလုံးကစုမလို့ချင်လားလို့ချင်တယ်ဒါဆိုတရားကမ်းလှမ်းဖို့လို့ဖခင်ပေးမဲ့ကောင်းကင်ကစုကိုရဖို့တဲ့ကျမတို့ကရှေ့ကိုသွားဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာဖခင်ကိုကျမတို့ကမိခိုဖို့လိုအပ်တာဖြစ်တယ်ဖခင်ကိုကျမတို့မျက်မှောက်ပြုဖို့လိုအပ်တာဖြစ်တယ်ဖခင်ဆရာနေကျမတို့ရပေးလူတွေကိုကျမတို့ပြန်ပေးဖို့ရတဲ့ဖြစ်တယ်ဟာလေလုယာအာမင်ဒီမှာရှိတဲ့ဂျန်စီလူငယ်ဒီမှာပါကိုပြပြချင်တယ်ဒီနေ့ကျမတို့တက်တာအထက်ရက်မှာရှိတဲ့အရာကိုကျမတို့ကယင်းနေမျောလင်းရအောင်အထက်ရက်ကဖခင်ကတင့်ကိုပေးမဲ့စုတွေအများကြီးရှိတာဖြစ်တယ်အာမင်ဒါကြောင့်မို့ကျမဒီမှာရှေ့ညီကိုမောင်မတွေကိုဂျန်စီလူငယ်တွေအားပေးကြလာခဲ့တို့တော့အသက်တာနဲ့အသက်ရှင်ရအောင်အာမင်နံပါတ်1လာဟာယင်းနေသူ့ဟာနေသူကိုပိုင်လင်းအောင်မရှိဖြစ်တယ်ဖျားစီကနေပဲသူအမြင်အကုန်လုံးရယူနိုင်တဲ့သဘောတဘာဝရှိရဖြစ်တယ်။လာဟာအမိတဟဲလိုအပ်တယ်။မိတ်ဆွေတင့်ဘဝမှာအမိတဟဲဖျားလိုအပ်တာဖြစ်တယ်။ဒီနေ့မိသားစုမောင်နှမဆိုတာကိုယ်နာမှာတစ်ချိန်တစ်ခါပဲရှိရပါအမြဲတမ်းရှိဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဟုတ်တယ်မလားဘလောက်ပဲချစ်ပါဟုတ်တယ်မလား။အော်ဒါတအားချစ်တယ်ဆိုပြီးမှလည်းပြောပြီးမှလည်းခြံခဲ့လို့လည်းအများကြီးပါပဲ။အသေးကွဲလို့ဆိုသဘောပေါက်မှာနော်စကားဆိုတော့ချစ်တာလည်းတူပဲထားခဲ့တာလည်းတူပဲကျမတို့ဟုတ်တယ်မလားအဲဆိုတော့မိတ်ဆွေတင့်ဘဝမှာအမိတဲ့ဟာဖရားပဲဖြစ်ရမှာဟာလေလုယာအရာတိုင်းမှာဖရားကိုမိခိုးပါလကအရာအားလုံးဖရားပေါ်မှာမိခိုးတာပဲတင်းရဲ့ငွေရေးကြီးရေးတင်းရဲ့နှလုံးသားရေးရယင်းနေ့တင်းရဲ့ပညာရေးတင်းရဲ့ဉာဏ်ပညာတင်းရဲ့အလုံးဘယ်ကဏ္ဍမှာဆိုဖရားကိုမိခိုးပြပါနံပါတ်1ကပါဆိုစုပ်ယူတော်သူဖြစ်ပါစေဖရားရဲ့ကနေကောင်းတဲ့အရာကိုစုပ်ယူပါဖရားကနေ့တိုင်းပေးနေတဲ့ဖရားဖြစ်တယ်နေ့တိုင်းမှာအသက်တော်နှုတ်ကပတ်တော်ကိုတင့်ကိုပေးတာဖြစ်တယ်တင်နေ့တိုင်းတာဖတ်မယ်ဆိုဖခင်တင့်ကိုပေးနေတာဖြစ်တယ်ဒီနေ့တင်ဟာနေ့တိုင်းစုပ်ယူဖို့လိုအပ်တယ်ဟာလေလုယာဖခင်စီကနေအပြည့်အဝစုပ်ယူပါစုပ်ယူတဲ့အခါမှာတစ်စင့်ပြီးတစ်စင့်တင်ကြီးထွားလာမှာဖြစ်တယ်ဟာလေလုယာစိတ်ရှည်ပါကိုပြောငါကိုစိတ်ရှည်ရမယ်ဟာလေလုယာအာမင်တခါကသူများစိတ်မရှိတော့ကိုပါစိတ်မရှိတဲ့လူရှိတယ်နော်ကျမလည်းအဲ့လိုပဲနော်အခုအသက်ရွယ်ကြီးလာတော့ကိုစိတ်ရှိလာတယ်ဟာလေလုယာအာမင်တစ်စင့်ကျမတို့ကဆုပ်ယူဖို့လိုရတယ်အာမင်ယနေ့တတိယအချက်တင်ပါလို့ရမလဲယနေ့အတွင်ပြောင်းလို့သူဖြစ်ဖို့လိုရတယ်အာမင်လာကဆုပ်ယူပြီးသွားသူပုံစံပြောင်းစကလာကနော်မဲနေတာဟုတ်တယ်မလား
မဲနေတဖြည်းဖြည်းနဲ့ तू ကပဲလေစုပ်ရင်နဲ့ तू အတွင်ပြောင်းလာတယ် तू ကအလင်းပြန်ပြီးမှလင်းလာအတွင်ပြောင်းလေမိတ်ဆွေတင်တဲ့အတွင်ပြောင်းလာမှာဖြစ်တယ်ဖခင်ထဲမှာတင်ကပို့ပြီးမှရုပ်ချောလာမယ်ဟာလေလုယာဟာလေလုယာမယ်ဖခင်ထဲမှာတင်ပို့ပြီးမှဗိတ်တိတ်ချင်းတက်လာမယ်ဟာလေလုယာမယ်ဖခင်ထဲမှာတင်ဟာပို့ပြီးရင့်ကျက်တော်သူဖြစ်လာမယ်ဖခင်ထဲမှာပို့ပြီးမှယနေ့တင်ဟာထက်မြက်တဲ့သူတယောက်ဖြစ်လာမယ်ဖခင်ထဲမှာယနေ့တင်ဟာပို့ပြီးမှ idea ကောင်းတဲ့သူဖြစ်လာတယ်ဖခင်ထဲမှာယနေ့တင်ဟာမတူတဲ့ဉာဏ်ပညာတွေရှိလာမယ်တင်ဖခင်ထဲမှာတင်အတွင်ပြောင်းလဲလာမှာဖြစ်တယ်ဟာလေလုယာယနေ့မိတ်ဆွေဖခင်ကအဲ့နံပါတ်3ချက်တင်ကိုအတွင်ပြောင်းတဲ့သူဖြစ်စေခြင်းနဲ့ဟာလေလုယာနောက်ဆုံးတစ်ချက်ကယနေ့တင်ဖခင်ဆန် limitless ဟာလေလုယာစုပ်ယူပြီးပြန်ပေးပါ receive and release လုပ်တော်သူဖြစ်ပါစေ hallelujah အာမင်တင်ပေါ်မှာစုပ်ယူပြီးပြန်ပေးတယ်ဆိုတင်ဟာ renew အမြဲတမ်းပြန်ဖြစ်နေမှာဖြစ်တယ်ယနေ့ဖခင်တခင်လည်းစုပ်ယူတဲ့လူပြန်ပြီးပေးရလူဖခင်တခင်နေ့တိုင်းမှာဂျေဇုတော်အတစ်ကိုပြန်ပေးတာဖြစ်တယ် hallelujah အာမင်အကျဉ်းစည်းလူငယ်ဒီနေ့မှာလာခဲ့လို့တော့အသက်တာနဲ့ကျွန်တော်တို့အသက်ရှင်ရအောင်အာမင်ယနေ့အားလုံးပဲသူကခဏမတက်ရအောင်ကျွန်တော်တို့ဆက်ကပ်ဆုတောင်းရအောင် hallelujah အာမင်ကျွန်တော်တို့ဆုတောင်းရဖခင်ကျွန်မအသက်တာထဲမှာဖခင်နဲ့တာ၍သူတော်သူဖြစ်စေတော်မူပါကျွန်တော်တို့ဆုတောင်းရအောင် hallelujah အာမင်ယနေ့ကျွန်တော်တို့အသက်တာထဲမှာယနေ့လာကသူ့အနေနဲ့သူနေမဲနေတာဖြစ်တယ်ဘာမှတထုလုံးကြီးတစ်လုံးလို့ပါပဲလာရဲ့လာကဘလောက်ကြီးလဲဆိုရင်ကဘာနဲ့ရှင်၄ပုံတစ်ပုံစားလောက်လာကကြီးတာဖြစ်တယ်ဒီအပြားလိုက်တယ်လို့မျိုးကျွန်တော်တို့ပြန်ပြီးမှချင့်ချိန်ကြည့်မယ်ဆိုရင်လာကကဘာရဲ့16ပုံမှာတစ်ပုံလောက်အတိုင်းစကြီးတဲ့လအဆိုင်ခဲတစ်ခုဖြစ်တယ်သူကနေသူနေမဲနေတာဖြစ်တယ်ဒါပေမဲ့နေ့တိုင်းမှာနေရဲ့အလင်းကိုယူတဲ့အခါမှာ तू ကညအမောင်မှာပြန်ပြီးလင်းနိုင်တဲ့ power ပြန်ရှိနေတာဖြစ်တယ်မိတ်ဆွေတင့်ကိုတင်နေတော့တင်ဟာဘာမှမထူးခြားတဲ့လူဖြစ်တယ်ဒါပေမဲ့တင်ခရစ်တော်ထဲမှာဖခင်ထဲမှာတင်စုပ်ယူရင်းနဲ့တင်တဖြည်းဖြည်းတင်ရဲ့အသက်တာဖခင်ဘုန်းတော်တာထင်ရှားလာမှာဖြစ်တယ်ဟာလေလုယာအာမင်ယနေ့တင်အရင်နဲ့မတူတဲ့လူဖြစ်လာမှာဖြစ်တယ်အာမင်ယနေ့ဖခင်ကတင်အရင်နဲ့မတူတဲ့လူဖြစ်စေခြင်းနဲ့အတွေးခေါ်ပိုင်းဆိုင်ရာနှလုံးသားပိုင်းဆိုင်ရာပိုပြီးယဉ်ကျက်ကြီးထွားပြီးမှဖခင်နဲ့တူတဲ့လူဖခင်ဖြစ်စေခြင်းတာဖြစ်တယ်အာမင်အဲကျွန်တော်တို့ဆက်ကပ်ရအောင်ဖခင်ကျွန်မတက်တာဖခင်နဲ့ပိုပြီးတူတော်လူဖြစ်စေတော်မူပါဟာလေလုယာကြည်ဖခင်နဲ့တူတဲ့လူဟာအမောင်ထဲမှာယုံကြည်ခြင်းနဲ့မတ်တက်ရတာဖြစ်တယ်မုန်တိုင်းဖြစ်တဲ့အခါမှာယေရှုကအိပ်ပျော်နေတယ်အေးစေကျန်တဲ့တပည့်တို့လည်းကြောက်ဒါပေမဲ့ယေရှုကထပြီးမှအမိန့်ပေးတယ်မုန်တိုင်းနဲ့ပင်လေလုံနေတဲ့အရာကိုအမိန့်ပေးတဲ့အခါမှာအဲ့ဒီမုန်တိုင်းကချက်ချင်းရက်သွားတာဖြစ်တယ်။တင်ဖျားထဲမှာရှိလာပြီဆိုတင် authority ရှိလာတာဖြစ်တယ်။ဖျားထဲမှာတင်ရှိလာပြီဆိုယနေ့တင်ဟာ power ရှိလာတာဖြစ်တယ်။တင်ဖျားထဲမှာရှိလာဆိုမဖြစ်နိုင်တဲ့အရာဖြစ်လာတာဖြစ်တယ်။ဖန်ဆင်းခံအရာအားလုံးအပေါ်မှာတင်ဟာရှိလာမှာဖြစ်တယ်။ဖျားကတင်ကိုအဲ့နယ်ပယ်ထိတွားစေချင်တာဖြစ်တယ်။အာမင်။ယနေ့ဖျားခင်က low level မှာတင်ကိုမရှိစေချင်အောင် upper level မှာတင်ကိုရှိစေချင်တာဖြစ်တယ်။ hallelujah အာမင်။ဒါကြောင့်ဖျားဆင်နေကျွန်တော်တို့စုပ်ယူရအောင်။ဖျားဆင်နေကျွန်တော်တို့ဝိညာဉ်တော်ကျွန်တော်တို့ကိုဖြည့်ပေးပါလို့ကျွန်တော်တို့စာငတ်ရအောင်